ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအတွက် passport လဲလှယ်မှုနဲ့ပတ်သက်ပြီးဘန်ကောက်မြို့မြန်မာတန်ရုံးမှာစီးမြင့်တစ်ရက်စတင်ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။ကနဦးမှာတော့ PV အမျိုးအစား passport ကိုင်ဆောင်ထားသူတွေတက်တန်းကုန်ဆုံးလို့အတစ်လဲလှယ်တဲ့အခါနေပြည်တော်ရဲ့ခွင့်ပြုချက်လိုအပ်လာနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။အခုတော့ဘန်ကောက်မြို့မြန်မာတန်ရုံးဘက်က passport ကိစ္စနဲ့ပတ်သက်ပြီးအတည်ပြုထားတဲ့အခြေအနေထွက်ပေါ်လာပြီလို့သိရပါတယ်။အတည်ပြုထားတဲ့အချက်အရ PV အမျိုးအစားကလွဲပြီးကျန်နိုင်ငံကူးလက်မှတ်မျိုးစားတူတွေကိုတော့အမျိုးစားတူတိုင်းပဲလဲလှယ်ခွင့်ပြုမှာဖြစ်ပါတယ်။အမျိုးစားပြောင်းပဲလဲလှယ်မဲ့ passport တွေကိုတော့ဘန်ကောက်မြန်မာတန်ရုံးမှာဆက်လက်လဲလှယ်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ passport မျိုးစားပြောင်းလဲပြီးလဲလှယ်မဲ့စာအုပ်တွေအားလုံးကိုတော့ပြည်ထရေးဝန်ကြီးဌာနနေပြည်တော်ဘက်ကိုဖောင်တင်ရမှာဖြစ်ပါတယ်။အခုလိုအမျိုးစားပြောင်းလဲဖို့လိုအပ်တဲ့သူတွေအနေနဲ့အရင်လို passport တက်တန်းတိုးတာကိုဒီနေ့လို့ဒီနေ့ရရှိတော့မှာမဟုတ်ဘူးလို့သိရပါတယ်။ဘန်ကောက်မြန်မာတန်ရုံးကတာဝန်ရှိသူတဦးဟာဒီနေ့မနက်၈နာရီခွဲခန့်မှာတန်ရုံးကိုရောက်ရှိလာပြီး passport မျိုးစားပြောင်းလဲဖို့လာရောက်တဲ့ကျောင်းသားတွေကိုအတုပ်လိုက်ခွဲပြီးလုံထုံးလုံနည်းတွေနဲ့ပတ်သက်လို့အသေးစိတ်ရှင်းပြခဲ့တယ်လို့သိရပါတယ်။အဲ့ဒီရှင်းလင်းချက်အရ PV ကနေ PE ပြောင်းလဲမဲ့ကျောင်းသားတွေပါဝင်အမျိုးအစားမတူပဲပြောင်းလဲမဲ့သူတွေကိုနေပြည်တော်ဘက်အဆင့်ဆင့်တင်ပြစစ်ဆေးပြီးမှသာ passport ပြောင်းလဲပေးနိုင်မှာဖြစ်ပြီးအချိန်အားဖြင့်တစ်လနှစ်လကနေ3လအထိကြာမြင့်နိုင်တယ်လို့သိရပါတယ်။လောလောဆယ်တန်ရုံးကိုရောက်ရှိလာတဲ့သူတွေအနေနဲ့နေပြည်တော်ဘက်ကိုတင်ပြဖို့အတွက်သတ်မှတ်ထားတဲ့ဖောင်ကိုအရင်ဖြည့်ဆွဲရမှာဖြစ်ပါတယ်။အထူးသဖြင့်ကျောင်းတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့အောက်ပါစာရွက်စာတမ်းတွေကိုအပြည့်အစုံပူးရဲတင်ပြရမှာဖြစ်ပါတယ်။ပထမအချက်မိမိရဲ့မှတ်ပုံတင်မိတ္တူဒုတိယအချက်မိဘတွေရဲ့မှတ်ပုံတင်မိတ္တူတတိယအချက် passport ရဲ့အရှိစာမျက်နှာနဲ့စက်တန်ဗီဇာပါရှိတဲ့စာမျက်နှာတွေအားလုံးရဲ့မိတ္တူစတုတ္ထချက်အိမ်ထောင်စုစာရင်းမိတ္တူပူဇမချက်တရားဝင်ကျောင်းသားဖြစ်ကြောင်းထောက်ခံပေးတဲ့ official student certificate ဒါမှမဟုတ်ကျောင်းထောက်ခံစာဆဋ္ဌမချက်ကျောင်းသားကမိတ္တူတို့ဖြစ်ပါတယ်ဒီစာရွက်စာတမ်းတွေကိုဖောင်နဲ့အတူတင်ပြပြီးနောက်မှာတော့နှစ်လဝန်းကျင်ကြာမှာ passport မျိုးစားပြောင်းလဲခွင့်ရမယ့်သူတွေရဲ့နာမည်စာရင်းပါမပါကိုမြန်မာတန်ရုံးရဲ့ page ကနေပြန်လည်တည်ပေးသွားမယ်လို့သိရပါတယ်အရေးကြီးတဲ့အချက်တစ်ခုကတော့လောလောဆယ်နေပြည်တော်ဘက်ကိုဖောင်တဲ့စာရွက်စာတမ်းတွေတင်ပြတဲ့အဆင့်မှာ passport စာအုပ်ကိုတန်ရုံးမှာထားခဲ့ဖို့မလိုသေးဘူးလို့သိရပါတယ်ဒါကြောင့်ထိုင်းနိုင်ငံမှာ PV passport ကင်ဆောင်ထားပြီး PJPE PD စတဲ့အမျိုးအစားတွေကိုပြောင်းလဲဖို့လိုအပ်နေသူတွေအနေနဲ့အခုစီးမြင့်တဲ့အရာနေပြည်တော်ခွင့်ပြုချက်ရရှိဖို့စောင့်ဆိုင်းရမယ့်အခြေအနေဖြစ်လာပြီဖြစ်ပါတယ်အထူးသဖြင့် passport တက်တန်းကုန်ဆုံးဖို့နီးကပ်နေသူတွေအနေနဲ့ဒီလုပ်ငန်းစဉ်ဟာတစ်လကနေ3လအထိကြာမြင့်နိုင်တယ်လို့တန်ရုံးဘက်ကရှင်းလင်းထားတာကြောင့်ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်မှာဖြစ်ပါတယ်လက်ရှိအချိန်မှာတော့ဒီစီးမြင့်တဲ့ဟာယနေ့ဩဂုတ်လ9ရက်နေ့ကစားပြီးစတင်ပြောင်းလဲလိုက်တာဖြစ်ပြီးနေပြည်တော်ဘက်ကစစ်ဆေးခွင့်ပြုတဲ့လုပ်ငန်းစဉ်အပေါ်မူတည်ပြီးအမှန်တကယ်ကြာမြင့်မဲ့အချိန်ကတော့ပြောင်းလဲနိုင်ပါတယ်အကျဉ်းချုပ်အနေနဲ့အမျိုးအစားတူ passport ဆိုရင်တန်ရုံးမှာလဲလှယ်နိုင်ပါတယ်အမျိုးအစားမတူပဲပြောင်းလဲမယ်ဆိုရင်နေပြည်တော်ကိုဖောင်တင်ပြီးခွင့်ပြုချက်ရယူရမှာဖြစ်ပါတယ်လောလောဆယ်တော့ passport စာအုပ်ကိုတန်ရုံးမှာထားခဲ့စရာမလိုသေးပဲလိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ဖောင်တင်ရမှာဖြစ်ပါတယ်